သူကကျတော့ခုနသွေးထဲမှာ allergy သွေးရှိရဲ့သူပေါ့နော်ဒီ body wash တွေအားစသူကအဲ့လိုမျိုးတကယ်ကိုဆရာဝန်ညွှန်ကြားတဲ့အရာသားနဲ့အယောင်မရှိတဲ့ body wash တွေပဲသုံးရတဲ့သူမျိုးပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒီရိုးရိုးစပြီးတော့ထုတ်တဲ့ဒီဆက်ပြားဒေါင်းလျှော်ရေးဆိုတာသူလည်းအရန်အဆင်ပြေလို့မှစပြီးတော့ထုတ်ရင်းနဲ့အခုဒီပစ္စည်းလေးတွေအကုန်လုံးဆိုလို့ရှင်လည်းပဲသူကဟိုရိုးရိုးဆိုခလေးလေးမွေးတယ်လို့မွေးလာတာဒီပစ္စည်းလေးတွေကိုကိုနဲ့အမျိုးသားနဲ့တေချာအရင်သုံးတယ်သုံးပြီးတော့မှတကယ်ကိုသူရောအဆင်ပြေပြီကိုရောအဆင်ပြေပြီဆိုမှအားလုံးကိုစမ်းတက်ပြီးတော့မှဒီလုံးဝဒါကလေ sensitive ဖြစ်တဲ့ skin တမရေဆိုရင်တော့လုံးဝအာမခံတယ်တကယ်ကိုလေဟိုသပင်ဆိုးစရာအစားရိုးရိုးရှိမှာဆို sensitive ဖြစ်တဲ့သပင်ဆိုးတာနဲ့လုံးဝမတည့်ဘူးဆိုတဲ့သူတွေကအစားလေharvest ဆိုးသေးလေးတွေရိုးရိုးပစ္စည်းလေးကကြအရင်ဆုံးပါဟိုအဓိကထားလဲဆိုတော့နံပါတ်1အဓိကထားတဲ့အရာ quality နောက်နံပါတ်2ကကြတော့ healthy ပေါ့နော် healthy ဖြစ်ဖို့ကိုအဓိကထားပါတယ်အဲ့အတွက်ရိုးရိုးပစ္စည်းလေးတော်တော်များများကိုကြည့်လို့ရှင်ကြတော့နောက်တစ်ခုကကြတော့ budget အနေနဲ့ဆိုလို့ရှင်လည်းပဲသူက2မျိုး3မျိုးသုံးရမယ့်နေရာမှာ1မျိုးထဲမှာ2မျိုး3မျိုး effect ကိုတစ်ခါတည်းရအောင်လုပ်ထားပြီး